လိုက်တာနော်ကောက်သွားတာ ပွဲတိုင်းမှာကျွန်တော်ရဲ့ညီမလေးကတာဝန်ကျေတယ် ဟုတ်တယ်ငါတို့တာဝန်ကျေဖို့ ငယ်သုံးလေးတာဝန်ကျေတယ်အသက်အကြီးဆုံးကြီးကလွဲနေတာ ဟိုပါမုတ်စိတ်နဲ့ ငါဘာမှတော့မလုပ်ရသေးဘူးငါနဲ့ငါမိုက်ချွတ်လို့မရဘူး ဘာမိုက်ချွတ် ကဲ ကျွန်တော်တို့တာဝန်ကျေဖို့လိုတယ်ဗျာ ဒါပေါ့ ဒါပေါ့အဲ့တော့ငါတို့လေနည်းနည်းတော့ပြောရမယ်ထင်တယ်နော် ဘာပြောမှလဲ ထုံးစံတိုင်း အခုခေတ်မှာဖြစ်ပေါ်နေတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့အပြုသဘောဆောင်ပြီးတော့ကျွန်တော်ပြော ဘာမှအပြုတ်သဘောလည်းမဆောင်နဲ့ဘာသဘောမှမဆောင်နဲ့ဘာမှလည်းမပြောနဲ့ဘာမှလည်းပြောလို့မရဘူး ဘာလို့လည်းမဟုတ်ဘူးနည်းနည်းတော့ဟိုဟာဘောင်နေကနေတော့နည်းနည်းတော့ပြောရ မပြောနဲ့ ဟိုအဓိကကတော့မင်းတို့ကဘောင်ပြင်ကကိစ္စတွေပြောလို့မရဘူးဘောင်ထဲမှာလည်းဂယူဆိုင်ကမယ်ဟောအဲ့တော့ငါဘောင်ပေါ်မှာထိုင်ပြောရင်ကောင်း မရဘူးကျွန်တော်ပြောပြ ဘောင်သားလေးမှာတွဲလောင်းလေးခိုးပြီးပြောလို့ရော ဒါပေမဲ့လည်းခုနကပြောသလိုပြောဖို့တော့ကစင်မပြေတဲ့ခါကျတော့ဒါပေမဲ့ကျွန်တော်တို့ကလူရှင်တော်ရဲ့တမန်စင်တိုင်းခစ်ကလာရဲ့ပုံသဏ္ဍာန်လေးကိုကျွန်တော်တို့ကဒီမှာတန်ချက်လေးထိုးပြီးတယော်တာမျိုးလုပ်ရတယ် အမှန်တော့ဗျာ ဒါပေါ့ ဒါပေမဲ့လုပ်တဲ့နေရာမှာလည်းကျွန်တော်တို့ကဘောင်လေးတော့ကျင်းတယ်ဒါပေမဲ့လည်းဖျောက်တော့လုပ်ရမယ် ဒါပြောင်းတော့မှာပေါ့ဖျောင်းတော့လောက်ရမှာပေါ့ နော်အဲ့တော့ငါတို့ကဘယ်လိုပြောလို့ရလဲဆိုတော့ခါကျတော့ ကျွန်တော်တို့ရွှေများညီကိုတွေကနေပြီးတော့မှပြိတ္တတွေကိုဟာတာပြောပြမယ်မကြီးပြလဲပြောပြပါမယ်ဟာလဲပြောပြမယ်ကြီးပြလဲပြောပြပါမယ်ရွှေများရဲ့အငိမ့်ပွဲပါလူရှင်တော်လေးရောက်တကယ်ကိုချစ်ကြတာဒီကကြီးရဲ့ဖြစ်ပြတဲ့ကြောင်းတွေအာသာတော်လို့ပြောပြခြင်းနဲ့ကဲတိုင်ရုံလေးမင်းပြောလိုက်တော့တိုင်ရုံလေးပြောလိုက်တော့ ကျွန်တော်ကပြီးမှပြောမယ်တငယ်ချင်းပြောလိုက်တော့ ကလည်းမပြောရဘူးကိုသေးပြောလိုက်ပါတော့ ငါပဲစားပြောမယ်ငါပဲပြောပြပါမယ် ဟုတ်ပြီသူစာပြောမယ်ပြောတယ်နော်သူပဲပြောမယ်ပြောတယ်တခုခုဆိုလို့ရှိရင်တော့သူပဲရှင်းလိမ့်မယ်သူကပဲသွားရှင်းပါမယ်သူပဲရှင်းလိမ့်မယ်သူကပဲရှင်းလိမ့်ပါမယ် ကျွန်တော်တို့တော့ယောက်ကတက်သူကတက်ဖြစ်သွားပြီ မဟုတ်ဘူးလေမင်းတို့ပဲဆိုတော့ညီကိုလေးယောက်တကယ်ကိုချစ်ကြတယ်ဆို ချစ်တာတကယ် ဘာလို့3ယောက်တက်တယောက်တည်းဖြစ်နေ အကြီးကိုဦးစားပေးတာရှေ့ကနွားဖျောက်ဖျောက်သွားမှနွားလူတွေလိုက်လို့ရမှာ ဒါပဲ ငါနွားကြီး မဟုတ်ပါဘူးတူတာ တူလား စင် ပြောပါကိုသိန်းပြောလဲကျွန်တော် ပြောပါကိုသိပြောရင်ကျွန်တော်ပါပြီးသား မဟုတ်ဘူးကွာမင်းတို့ညီကိုစိတ်တယ်လည်းမရှိဘူးကွာဘာလို့ငါ့ကိုပဲရှေ့တိုးနေ ပြောလိုက်တော့ပြောရမှာပဲ အဲ့ဆိုလို့ရှိရင်ဟိုမျက်စိရှေ့မှာအဲ့လိုအဆင်မပြေတဲ့ဟာလေးတော့ရှိတယ်အဲ့ထဲကအကြောင်းအရာတစ်ခုကိုဒီကလူကြီးမိဘတွေကိုပြောပြခြင်းတယ်တိုင်တဲ့သဘောမျိုး ဟာတာလေးတော့နော်ပြီနော်ဟာတာလေးတော့နော်ပြီနော် ဟာတာလေးလည်းတိုင်တာအဓိကတော့တိုင်တာပေါ့